ဝက်ချန်ထွက်တဲ့အစီဘူးနဲ့စားဝက်ချန်တွေရှိတယ်မျက်နှာကလည်းအစီအရန်ပြန်တယ်အဲ့တော့ moisturizer လိမ့်ဖို့လိုလို့လား moisturizer ဘာကြောင့်လိမ့်ဖို့လိုအပ်တယ်လဲဆိုတာရယ်အစီပြန်တဲ့အသားရည်တွေလည်း moisturizer လိမ့်ကိုလိမ့်ရမှာဖြစ်ပါတယ်မျက်နှာကအစီပြန်နေတာဒီရေဓာတ်ပြေဝတယ်လို့ပြောလို့မရဘူးเนาะဒီအစီအရန်ပြန်နေပြီးတော့ရေဓာတ်ခန်းချောင်းနေတဲ့သူတွေကိုလည်းအများကြီးတွေ့ခဲ့ရတယ်ဒီလိုအစီပြန်တဲ့အသားရည်မှာရေဓာတ်ခန်းချောင်းနေပြီဆိုလို့ရှိရင်ဒီအရေပြားကအစီကလန်းတွေကသူကအစီကိုပို့ထုတ်တယ်အဲ့တော့အစီကိုပို့ထုတ်တဲ့အတွက်ကြောင့်မလို့ဝက်ချန်တွေအစီဘူးတွေအဲ့ဒါတွေကပို့ပြီးတော့ထွက်လာနိုင်တယ်ပေါ့เนาะအဲ့တော့အစီပြန်တဲ့အသားရည်အတွက်ဘယ်လို moisturizer အမျိုးအစားရွေးရမလဲဆိုရင် oil free non comedogenic အဲ့လိုမျိုး moisturizer formula မျိုးကိုရွေးချယ်အသုံးပြုရမှာဖြစ်ပါတယ်။ပါဝင်တဲ့ ingredient အနေနဲ့အဓိကရွေးသင့်တာကတော့ AHA BHA ပါ။ BHA ထဲမှာပါတဲ့ salicylic acid ကချွေးပေါက်အတွင်းပိုင်းတဲ့အထိကို deep cleansing လုပ်ပေးနိုင်တဲ့အတွက်ကြောင့်မို့လို့အစီပြန်တာကိုထိန်းချုပ်နိုင်တဲ့အပြင်ချွေးပေါက်ပိတ်တာတွေစားဝက်ချန်အစီကဲအစီပုလေးတွေကိုပါတတ်တာစေပါတယ် AHA ထဲမှာဆိုလို့ရှိရင်တော့ malic acid ester က new generation ဖြစ်တယ်အဲ့တော့သူက keratolytic action ရှိတဲ့အတွက်ကြောင့်မို့လို့အရေပြားပေါ်မှာဆဲသေးလေးတွေစုပုံလာပြီးတော့မျက်နှာကိုကန်ကြည့်ရင်အဲ့လိုပြုတ်စီလေးတွေဖြစ်တာမျိုးလေးတွေကိုပါတတ်တာစေတယ်ဝက်ချန်ချောင်းကြံခဲ့တဲ့အမဲဆက်အမာရွတ်လေးတွေကိုပါမိမ့်လျော့နေလာစေပါတယ်ဒီလိုမျိုး ingredient တွေပါဝင်တဲ့ Bioderma CBN Kerato Plus ဟာဆိုရင်ဝက်ချန်အစီဘူးစားဝက်ချန်သမားတွေအတွက်တင့်တော်တဲ့ moisturizer တစ်မျိုးပဲဖြစ်ပါတယ်သူ့မှာ glycerin ပါဝင်တဲ့အတွက်ကြောင့်မလို့ရေဓာတ်ကို8နာရီကျော်ကြာအောင်ထိန်းထားပြီးနိုင်တယ်။တခြား moisturizer လည်းထပ်လင်းစရာမလိုတော့ပါဘူး။သတိထားမယ့်အချက်အနေနဲ့ကကြတော့တခြား active ingredient တွေ acid ပါတဲ့တခြား skin care တွေနဲ့အတူတူတွဲပြီးတော့လိမ့်လို့မရပါဘူးเนาะ။လိမ့်တဲ့ခါကျရင်လည်းတနေရာထဲမှာပုံပြီးတော့လိမ့်တာမျိုးတွေမလုပ်ပါနဲ့။မျက်နှာတစ်ပြင်လုံးကိုပပလေး moisturizer အစစ်မှာထည့်လိမ့်ရုံနဲ့လုံလောက်ပါပြီ။ခြံကရောင်ရမ်းနေတယ်ဆိုလို့ရှိရင်တော့မလိမ့်စေချင်ဘူးဘယ်လိုနေရာတွေရှောင်ရမလဲဆိုရင်ဒီလိုမျက်လုံးအောက်ကလေးတွေနောက်နှာခေါင်းဘေးနားလေးတွေနှာခမ်းတောင်လေးတွေစတဲ့ sensitive ဖြစ်တဲ့နေရာလေးတွေကိုတော့ရှောင်ပြီးတော့လိမ့်သင့်ပါတယ်မနက်ကောညကောလိမ့်လို့ရတယ်မနက်ကျရင်တော့နေလောင်ကာကိုတေချာလေးလိမ့်ပေးရမှာဖြစ်ပါတယ်